10 cent ခွန်လေနှစ်ချက်နဲ့ပြ30ရပြီ price လည်းအမှဘာကုတ်ဖတ်လို့ရှင်ရတယ်လား10 cent ပါလားဂျပန်ကမလေး10 cent ပါတယ်လေနော်မရှိ10 cent လေနော်ဘာကုတ်လို့ရထက်โอเคနှစ်ချက်ပြ50နှစ်ချက်ပြ60နှစ်ချက်ပြ90ဘိုးခွန်နေပလုံးခွန်နေအဲ့10 cent မပေါလို့10 cent ပါလို့မရဘူး10 cent ပြောတာဟဲ့ဒါမှ plane ဒီချိန်မရဘူးမလေးရတယ်အဲ့တော့ရတဲ့ချိန်ထားရတယ်နော်ဗျာဒီမှာတက်လာရလားဗျ